The one thing I like and I'll never stop using is Cetaphil. I love this. It's fragrance free. And it's gentle on my skin. Feel this. Cetaphil 金倍有效 Cetaphil Wax. Recommended by dermatologists. Share by YouTube. Now, promoteရှင်တို့မလာခင်ကြော်ညာလာပါခွတ်လို့ပါတပူလော YouTube မှာကြော်ညာရတအားလာနေပါတယ်နောက်တစ်ခါရှင်ကျေးဇူးအများကြီးတင်ပါတယ်ကြည့်ရလူအားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကြီးကိုလို့စောင့်မျှော်နေတဲ့အတွက်ကျေးဇူးတင်ပါတယ်မနေ့က Monday ဆိုတော့စိတ်ဝင်စားရှိအောင်မယ်အဲ့တော့ရှင်တို့ထုံးစံတိုင်းပဲရှိစရာဟာတာလုပ်ပေးပါမယ်ဒီခါတော့ပုံမြင်လေးပြပြကြပါတယ်စင်ကာပူမှာကောင်လေးနဲ့ကောင်မလေးတွေ့ကြတယ်တဲ့တွေ့ကြခါကျတော့ပထမဆုံးကောင်လေးကကောင်မလေးကိုဒီလိုလေးပြောရတယ်ကွယ်hot day မင်္ဂလေးက hot day oh so hot day မင်္ဂလေးက hot day oh hot day မင်္ဂလေးက hot day oh so hot day လဲလေးက hot day လို့ hot day ဆိုပြချင်မှာကောင်မလေးကလည်းကောင်းလေးဒီလိုပြန်ပြောရတယ်ကွယ်ဟိုကောင်လေးဒီမိုက်တော့မလုံးနဲ့တိတ်ကြတယောက်တစ်မျိုးနဲ့ဝိုင်းစားလည်းမတိတ်ကြစင်ကာပူကပဲလေးတွေတိတ်ကြတိတ်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 ကြဟိုကောင်လေးဒီမိုက်တော့မလုံးနဲ့တိတ်ကြတယောက်တစ်မျိုးနဲ့ဝိုင်းစားလည်းမတိတ်ကြစင်ကာပူကပဲကလေးတွေတိတ်ကြပဲကလေးတွေတိတ်ကြအဲ့လိုပြောချင်မှာကောင်လေးကနေပြီးတော့ကောင်နဲ့ကောင်မလို့ပြန်ကြပါသူတို့နှစ်ယောက်ပြန်ကြခါကျတော့နှစ်ယောက်ပေါင်းပြီးသူတို့ဆိုကြရတယ်အားလုံးပြောင်းပေးမဲ့လေတိတ်ကြံပြောင်းမလဲချစ်နေတဲ့ဘာတိတ်ကြသူကကဲတိတ်ကြမုံလုံးမရတဲ့ချစ်နေရုံမဲ့အားလုံးပြောင်းပေးမဲ့လေမပြောင်းမလဲချစ်နေတဲ့ဘာသူစားတဲ့သူမတကယ်မုံလုံးမရတဲ့ချစ်နေရုံမဲ့အဲ့တော့ကောင်းလေးနိုင်သွားရပါတော့ကောင်းနိုင်သွားကြကောင်မလေးကကောင်းလေးရိုက်မှာတော့ဘလို့ပြောသူပဲလေးကချောရတဲ့ကြောင့်မလို့သွားလို့ proud ဖြစ်တယ်ပေါ့နော်အဖေချောလေးရထားတဲ့သွားသူတငယ်ချင်းတွေသွားသူတို့ကြားရတဲ့ချစ်ဖို့ကောင်းတဲ့ကအဘေလေးချောလိုက်တာထောင်ကောင်းတဲ့ကအဘေလေးချောလိုက်တာဗလာအကောင်းတဲ့ကအဘေလေးချောလိုက်တာပေါ့သူပြောတာလေငါပြောတာပေါ့ချောလိုက်တာချစ်ဖို့ကောင်းတဲ့ကအဘေလေးချောလိုက်တာထောင်ကောင်းတဲ့ကအဘေလေးချောလိုက်တာဗလာကောင်းတဲ့ကအဘေလေးချောလိုက်တာနော်သူပြောတာလေငါပြောတာပေါ့ချောလိုက်တာနော်ဆိုအဲ့လိုပြောတယ်တဲ့အဲ့လိုပြောပြီးချိန်မှာတော့လို့ဝတ်တာအားနဲ့တွဲနေတော့မနောက်ဆုံးသိလားသူ့ဘက်မှာအကျွေးအများကြီးရှိတယ်အကျွေးအများကြီးရှိရှင်မှာသူနှစ်ယောက်ပွားကြပါတယ်ကွန်တက်တဲ့ခါကျတော့ကောင်မလေးကဒီလိုဆိုပါတယ်မင်းနဲ့ငါညှိလို့ရအကျွေးတွေကရှိလို့လားပြင်သွားရင်သတိနဲ့သွားထီးနဲ့ကာပြီးငပိကိုစားစိတ်ပူတဲ့သိရဲ့လားကျွေးတွေကများလို့လားမင်းဆက်လဲငါဆက်ရမှတင်မလောက်ကြောက်တဲ့သိရဲ့လားအဲ့လိုပြောတယ်အပြောကောင်းတဲ့ကောင်မလေးကိုကောင်းတဲ့ကောင်မလေးသူစကားပြောကြပါကြောက်လားကြောက်လားကြောက်တယ်ကြောက်တယ်ကြောက်လားကြောက်လားကြောက်တယ်ကြောက်တယ်ကြောက်လားကြောက်လားကြောက်လားကြောက်တယ်ကြောက်တယ်ကြောက်တယ်ကြောက်လားကြောက်လားကြောက်လားကြောက်တယ်ကြောက်တယ်ကြောက်ပါလေဆိုနေမှာပဲအဲ့လိုကြီးဖြစ်တယ်အဲ့လိုကြီးဖြစ်တဲ့ပြဿနာနောက်ဆုံးကြတော့တို့နောက်ဆုံးပြင်းလေးရဲ့စုံဝင်ထောင်ရောက်လာပါတယ်တို့နောက်ဆုံးတို့စကားတွေပြောကြတယ်ဘာလို့မရငါ့ချစ်တမှုထားတယ်ကွာရှင်နဲ့ရှင်လှုပ်ချင်တဲ့လုံနေရပဲဘာလို့ကျောင်းအောင်ထားပြီးပြောနေရတယ်လို့ရှင်လည်းလုံးနေရမှာမဟုတ်တာကွာငါအကျွေးပတ်စံလေးပဲများရတာဟာယူဘလို့ပြောကျမမှမကြိုက်တာရှောက်ရက်တွေတော့ရှင်တော့မရပါဘူးအိုးဆိုဦးပါတယ်အပြစ်ချင်းဆိုပါတယ်ဒီလိုလေးဆိုရတယ်ကွယ်နောက်ဆုံးရှင်းလေးရနောက်ဆုံးမမုန်းနိုင်တဲ့ရလက်ကြီးပါကြောက်ဆုံးမင်းကိုမမြင်နိုင်တဲ့နေတွေမှာယုံလို့မရပါမယုံနိုင်ခဲ့ဘူးအဲ့လိုဝေးသွားချိန်မှာအဲ့လိုလေးဆိုရဲကွယ်ပုံမလေးရောက်တာပါပဲအကျွေးများတဲ့ကောင်လေးကလိမ်ပြီးကောင်မလေးကိုချစ်တယ်နောက်ဆုံးအကျွေးတွေမှတော့သူတို့ကွဲသွားကြတယ်ကွယ်ဒါပါပဲကွယ်ကျေးဇူးတင်ပါတယ်ရှင်နင်ကိုငါချစ်တယ်ငါဝင်ချင်မလားတိတ်တိတ်ချစ်အဲ့ဒါ